အားလုံးပဲမင်္ဂလာပါကို Kingdom Channel မှာကြိုဆိုလိုက်ပါတယ်တောရိုင်းတဘာဝတဲ့တွင်ရှင်တန်ရက်တည်ရေးဆိုဒီမှာနေ့စဉ်ပြုလို့ရမည့်အလုပ်တစ်ခုဖြစ်ပြီးတားရဲတိရစ္ဆာန်ကြီးများကိုသာမကပဲစိတ်အနှောင့်အယှက်ဖြစ်စေသည့်တတဝါကောင်းငယ်လေးများကိုပါရင်ဆိုင်အန်တုကြရခြင်းဖြစ်ပြီးဤခန္ဓာကိုယ်ကြီးမှလာသောကျွဲကြီးအတွက်မူလော့ကောင်မွားကောင်များအုပ်စုလိုက်တွဲကပ်နေခြင်းမှာအမြဲတမ်းရုန်းကန်နေရသည့်ဒုက္ခတစ်ခုပင်သို့တော်လည်းသဘာဝတရားကြီးကမျှခြေတစ်ခုဖြစ်အောင်ဖန်တီးပေးထားသည့်ကိုယ်ပိုင်နည်းလမ်းရှိနေပြန်သည်ထူးခြားသောရည်ရွယ်ချက်ဖြင့်ရောက်ရှိလာသည့်ငှက်ပူတီးရဲ့စပါကိုခေါ်ငှက်ငယ်လေးကိုကြည့်ပါဖွဲ့စည်းလိုက်လက်တွဲလှုပ်ဆောင်မှု၏ပြီးပြည့်စုံသောတာရကတစ်ခုအနေဖြင့်ဤငှက်ငယ်လေးသည်အင်းဆက်ပူးမွားများကိုဂရုတစိုက်စိတ်စားခြင်းဖြင့်ယင်းအတွက်အစာအာဟာရကိုရရှိစေပြီးကျွဲကြီးအတွက်မူများစွာလိုအပ်နေသောစိတ်ပန်းပြေသက်သာမှုကိုပေးစွမ်းနိုင်ခဲ့သည်င်းသည်တောရိုင်းကဘာထဲတွင်အာအင်ကြီးမားဆုံးသောဘီလူလာတရဝါကြီးများပင်လျင်ရှင်တန်နိုင်ရန်အတွက်အသေးငယ်ဆုံးသောမိတ်ဆွေငယ်များအပေါ်မိကိုအားထားနေရသည်ဟုသောအချက်ကိုထင်ရှားစွာသတိပေးနေခြင်းပင်ဖြစ်သည့်ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်နောက်ထပ်တောရိုင်းတိရစ္ဆာန်တွေရဲ့အံ့အားသင့်ဖွယ်အကြောင်းအရာတွေကိုဆက်လက်နားဆင်ခြင်းနဲ့ဆိုရင်တော့ World Kingdom Channel ကို follow လုပ်ထားပြီးနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်